နာယူဆော့ကစားမှဖြစ်ပါတယ်ကျွန်တော်မုတ်တွေစားမယ်ဂိမ်းတွေဆော့မယ်နော်ပြောပပပဲဆော့လိုက်ရအောင် let's go ကျွန်တော်အမလည်းရောက်လာပြီဆိုဆော့ရမယ်ပေါ့နော် let's go ဒီလို ADM လေးယူမယ်လား ADM လား ADM ရှိဦးလား ADM ပတ်စံလာထုံးမကျွန်တော်တို့ emerald 30လောက်ယူမယ်30 emerald 30လောက်ယူ30ပဲနော်30အော်မဖဲရိုက်မိမှာနော်မဖဲရိုက်မှာနော်မရဘူးမရိုက်မှာအမရှိပဲရောက်နေတယ်သွားတော့လက်တော်ထုတ်တယ်မစနေအကုန်ထုတ်တယ်မစနေအကုန်သူ့ရှိရောက်သွားဟုတ်လား35လုံးနဲ့ပြန်လာဟုတ်လေငါနာအေးရဆက်တဲ့ကဘယ်နဲ့သွားရင်တိုင်းဟာအဲ့မှာ35လုံးနော်35လုံးယူမယ်ခဏီလို့အဲ့မှာ35လုံးရပါပြီဆိုသွားမယ်လားမြင်သွားမယ်တော့ဒါကတော့ရှမ်းမြန်မာနိုင်ငံအလံလုံးလိုက်တာရှမ်းလန်ဟိုပါပေါ့ရှမ်းလန်ဖြစ်သွားတာပါဘာအရှိဆုံးဘူလာခုစာရှိမယ်ထားအဲ့ဒါမမြင်ဘူးလားအမရှိထားအဲ့လိုလေးကိုမှမပြောချင်မီးကလို့28တဲ့မယူနဲ့တော့ပြောထားတယ်နော်လုံးမှာနော်โอเคဆိုတော့အခုဟာရပြီဆက်ပြန်နေအမတ်တွေကိုထုတ်လာပြီဆိုစီရောပေါ့နော်အဲ့ဟာနေပြီးတော့ဒီထဲမှာတစ်ခါစီးရေးထိုင်ကဘာအရှိဆုံးရိုက်ဖြစ်တဲ့အတွက်ပေါ့နော်ကဘာအရှိဆုံးဒါလည်းတော့မသိဘူးအဲ့ဒါဖြစ်တဲ့အတွက်ဘူလာခုစာတာစီရောက်ပါပြီပေးရမယ်နော်ဖဲတာပြီနော် let's go သွားလိုက်အောင်ကဘာရှိဆုံးဘူလာခုစာတော်ကြဘာတွေအများကြီးဒါတော့ဘောစီလို့ရရောက်ပါဘူးအပြရောင်လေးကကျွန်တော်ရဲ့ခွေးအိမ်လေးပါကျွန်တော်တို့ရဲ့ဒီနေ့ကျွန်တော်ရဲ့ခွေးအိမ်ကျွန်တော်ရဲ့အိမ်နော်အိုးကောင်းတော့ဘယ်လိုဆိုကြညဘက်ဂိမ်းဆက်လေးခဏဆောက်လောက်ရိုက် victory ဝီစကီတင်းနေလို့ဘာတော့ခဏနေပဲလားညဘက်နည်းနည်းဟုတ်တာပဲ sorry နောက်နေမှာ
$5ပဲပေးရတယ်ဟို5 emerald ပြောတာ5 emerald မှာတော့မှာ5 emerald ပဲပေးရတယ်ပေါ့နော်ရပါပြီ yes ရပြီဟာလာထိုင်တော့မယ်ဒီကလာမြင်လား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 မမြင်လားဟာဝဲနာရင်းကြီးလားဒါလည်းစားမယ်ဘလောက်လဲsorry 3 emerald ဟာโอเคရပြီ3 emerald ရပြီမကူကီရောစားမလားကူကီရောစားမလားရင်းကြီးဟာဒါရင်းကြီးဝဲရင်းကြီးစားအောင်လေရင်းကြီးမစားဘူးလားရင်းကြီးမစားဘူးလားမစားရင်ပြစားလိုက်တားလေးနဲ့နော်တားလေးပါတားလေးတိုးတာရဲ့ကျွန်တော်ဟန်နီလေးရဲ့ကိုကီလေးရဲ့ဝယ်လိုက်ပါပြီမင်းရှောင်းရဲ့โอเคရရဒီကတော့ဟိုအပေါ်တက်ပြီးခုံချရတဲ့ဟာတင်နေဒီကနေဟုတ်ပါလား let's go တက်လိုက်ပါပြီနောက်ဆုံးတော့ရုပ်ပါပြီ1 2 3 go အပေါ်မှာမိုက်တယ်အောက်မှာလည်းမိုက်တယ်နောက်ဆုံးတော့ဒီစင်းလိုက်ဒီမှာခုံးနေနားနေနောက်ထပ်ကြာလို့ရှိရင်ဒီက3秒ထပ်ပြီးတော့ထည့်ဦးမှာပေါ့နော်ပြပြမယ်ခါလေးဗီဒီယိုနှစ်ပုတ်ကိုတင်ပြီးသွားမှာမလို့စောင့်ကြည့်ကြပါဟုတ်ပါရဲ့ဟိုမြပြမယ်နော်မြပြမယ်โอเคအဲ့ဆိုနောက်ဖတ်2ကိုစောင့်မလိုက်ပါဦး